ပြရစီရှစ်ကိုရှင်ရောလွေလဆောင်မိုးလဆောင်ဆိုပြီးခွဲထားသေးလားအသိလို့မေးတာနော် မသိလို့မေးလဲဖြေရတာပေါ့လွေလာဆောင်မိုးလာဆောင်လို့တော့ဘယ်ခွဲပါမလဲဟောဒီကလာဆောင်ကမအေးတောင်အတွက်12လရာသီ အမလေးခလေးရှင်မှာရှင်အပိုတွေလျှောက်ပြောနေနဲ့နော်ဟောဒီလိုရှင်ကောင်းလို့ဟုတ်ပါနဲ့မလို့ပါနဲ့ဘယ်အောင်ရိုက်မဖေရောခေါင်းခွဲလေးမေရောအဖေလိုချင်တဲ့ထိတော့နော်တော့ တော့မယ်အရင်မြန်မသွားဘူးသူပဲလေးရှင်နေတာ ဒိုးဆူလာမီအသေးမှအမြင့်တွင်ဒိုးဆူလာမီအသေးမှအမြင့်တွင်အခြေဘယ်ကဆလာတဲ့ရေမင်းတို့ပတ်ဝန်းကျင်နဲ့နေတာလူကမွေးပြီးလူလိုနားမလဲတဲ့ကောင်းနေ ဟမ်ညောင်းရောက်မင်းကမှလူလိုနားမလဲလားကွာငါတစ်ချင်းတိုက်တာမင်းနဲ့ထုံးနေလို့ ဒုံးနဲ့ထုံးငိမ့်နေမှာပေါ့ကွာ အရသာခံတတ်တယ်လို့ မနှောင်းနဲ့နော်ဟမ်ရုပ်ကဖတ်ပြောင်ကားကြိတ်ထားတဲ့ရုပ် မလေးပြောရှာတယ်ဖပြုံးမဘိုက်ကြီးတဲ့ရုပ်က ဘဘဘရမင်းမြင်ဘူးလား မြင်တော့မြင်ဘူးပေါ့ကွာရမ်းပြောတာပေါ့ ရှာမပြောနဲ့ ဟောမခိုင်းတော့အတိုးလေးချုပ်မယ်နော်လက်ပနာ ငါအလုံးနဲ့အကင်နဲ့နော်မင်းတို့အလုံးမရှိကံရှိမဟုတ်ဘူးနော် ဘာလို့ရှိမင်းဘာလို့ရှိကျွန်တော်ဘာလို့ရှိ နာမည်ကြီးတေးရေးเสียကွာစာဆောင်နေရဲ့မျက်နှာဖုံးမှာမင်းငါ့ကိုမြင်ဘူးလားမလား အိုးဟိုတလုံးကတက်ငယ်ပရင်းဖြစ်တာလေ တုံးနေတယ် တော်တယ်နော်ကျွမ်းလာမင်းအဲ့မခိုင်းနဲ့နော်တော့မင်းလည်းငါမခိုင်းနဲ့တော့ရောင်းရလို့ပြော ငါတော့ ဟာပြင်းကြတာလဲလို့ အရေးပတ်ကြတာပဲလို့ ရေပတ်ကြတာခွတ်စော ခွတ်စုံဟာခွတ်စုံကြ နေငါ့ကိုခွတ်ဆုပ်ငါနဲ့ခွတ်ကြီးကိုအဆုပ်ကြီးလို့ပြောရတာ ဟုတ်ဘူးကို ငါနဲ့ခွတ်ကြီးအဆုပ်ကြီးလို့ပြောတာ ဟုတ်ဘူးကိုဟိုကလေကိုတို့နှစ်ယောက်ဘာဖြစ်နေတာလဲလို့ဒီကအိမ်ရှင်မိစီကရှင်းပေးမှာ ကျုပ်